ကဲအာဆင်နယ် 4-1 နာအားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါဆိုတော့ရာသီကြိုပွဲစဉ်ကိုတော့နိုင်ပွဲနဲ့အတူအဖွင့်လာတော့ခဲ့ပါပြီအရန်ကစားသမားတွေနဲ့လူငယ်ကစားသမားတွေကိုအဓိကတုံးဆွဲခဲ့ပေမဲ့ကောင်းမွန်တဲ့ကစားပုံနဲ့အတူဂိုးပြနိုင်ပွဲတစ်ပွဲကိုပုံဖော်လိုက်နိုင်ပါတယ်တသိန်းလုံးအကောင်းဆုံးကစားတော့ကြပေမဲ့ဒီပွဲမှာအဓိကချီးကျူးရမှာ Max Downman ကိုင်ဟာဖတ်နဲ့အသစ်ခေါ်ယူထားတဲ့ Zolis တို့ပဲဖြစ်ပါတယ်ဒေါင်းမန်ကတော့အသက်အရွယ်နဲ့မလိုက်တဲ့ကစားသမားလို့ပြောရမှာဖြစ်ပြီးဘောလုံးဆွဲပြေးပုံတွေပေးပုတ်ပုံတွေကအတော်လေးညံ့ညွတ်လာတာတွေ့ရပါတယ်သူ့ရဲ့အားပါတဲ့ကန်ချက်နဲ့အတူသွင်းကိုပါယူပေးလိုက်တာကတော့အပိုစုလို့ပြောရပါမယ်။တအူးချင်းအည်သွေးကောင်းတဲ့ကစားသမားဖြစ်တာကြောင့်ပြိုင်ဘက်3ယောက်လောက်ကြားကနေဘောလုံးဆွဲပြေးပြီးဘောက်ဆဲတိုးဝင်တာမျိုးတွေကအာဆင်နယ်အသင်းရဲ့လက်ရှိကစားသမားတွေမှာမြင်လေးမြင်ထားမရှိတဲ့ကစားဟန်မျိုးပါ။ခန္ဓာကိုယ်အရေးနွယ်လေးတွေနဲ့ dribbling အစွမ်းပြသွားတာတွေကပါရမီရှင်ကစားသမားတစ်ယောက်မှာပဲရှိတတ်တဲ့စွမ်းရည်မျိုးတွေပါ။ဒီလိုကစားပေါက်ကစားဟန်မျိုးကလက်ချိုးရည်လိုတောင်ရပါတယ်။ Max Downman အနေနဲ့တိတ်မကြခင်မှာအသင်းကြီးကစီနီယာတွေကိုနေရာတနေရာစာအတွက်ဖိအားပေးနိုင်တော့မယ့်အလားအလာတွေကိုဒီပွဲမှာမြင်လိုက်ရပါတယ်။ကိုင်ဟာဘတ်ကတော့အသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကိုစဖွင့်ပေးခဲ့တဲ့ကစားသမားလို့ဆိုရမှာပါ။သူ့စီကနေဘောလုံးဖြန့်ဝေတဲ့ပုံစံကောင်းမှုတွေကိုမြင်ရတယ်။သွင်းသွားတဲ့ဂိုးမှလည်းနေရာယူတာဆွဲပြေးပြီးအဆုံးသတ်တာအကုန်လုံးက perfect ဖြစ်လွန်းတယ်။ကြန့်ခိုင်မှုသာပြည့်နေရင်ကိုင်စီကတခုခုမျောလင်းလို့ရတဲ့ခြေစွမ်းမျိုးဖြစ်လာပါပြီ။ဇိုလက်စီကနေတော့ဆန်ချက်စ်အရေးအယောင်တွေမြင်ရတယ်။ဘောလုံးဆွဲပြေးတဲ့ပုံစံတွေ cut inside လုပ်ပြီးကန်သွင်းသွားတာတွေကဆန်ချက်ကိုတော့မြင်အောင်ပြီးသွားစီပါတယ်။အာဆင်နယ်ကစားသမားဘဝပထမဆုံးသွင်းဂိုးကိုလည်းသူ့ရဲ့ trademark ပုံစံအတိုင်း cut inside လုပ်ပြီးကန်သွင်းသွားခဲ့တာပါ။အသင်းရဲ့နီးပြအဖွဲ့အထင်ကြီးတာကိုဘာလို့ခံရလဲဆိုတာဒီပွဲမှာမြင်လိုက်ရပါပြီ။ကာလာဖီယိုရီကလည်းဘယ်ချမ်းရဲ့အသက်သွေးကြောလို့ပြောရမလား။ဇော်လင်းနဲ့အတွဲညီညီကစားပေးသွားခဲ့တာပါ။ဒီနေ့မှာအသင်းကနေရောင်းချဖို့ပြင်ဆင်ထားတဲ့ဂျီစုလည်းဂိုးသွင်းနိုင်ခဲ့တာကြောင့်ပိုကျင်းနဲ့ဆရာကောင်းသွားပါတယ်။သူ့ကိုစောင့်ကြည့်နေတဲ့အသင်းတွေကိုပုံမဆွဲဆောင်သွားနိုင်တော့မှာပါ။မိနစ်60ရောက်လာတဲ့အခါမှာတော့တသိန်းလုံးကိုလူငယ်တွေနဲ့လဲပြီးကစားသွားခဲ့တာကြောင့်ဂိုးရလတ်ကအပြောင်းလဲမရှိတော့ပဲရာသီကျိုခြေစမ်းပွဲကိုအနိုင်နဲ့ပဲတိတ်လိုက်နိုင်ပါတယ်။ကွင်းလယ်မှာ DM စစ်မပါလို့ control ပိုင်းအားနည်းသွားတာကလွှဲရင်အကုန် perfect ပါပဲ။ transition တွေကိုတော့ပိုပြီးတောင်အားရမိပါတယ်ဆိုတော့လာမယ့်ပွဲစဉ်တွေမှာအဓိကကစားသမားတချို့ပြန်ပါလာတော့မှာဖြစ်တာကြောင့်အာဆင်နယ်ပွဲစဉ်တွေကတဖြည်းဖြည်းပိုပြီးကြီးကောင်းလာတော့မှာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဒီမှာပြန်တွေ့ပါမယ်